motivation အတွက်နီလန်တရားစာအုပ်ထဲကနံပါတ်1အချက်ဖြစ်တဲ့စာလောင်တက်ကြနေပါဆိုတဲ့အချက်ကိုဖတ်ပြပေးပါမယ်ရှင်။စာလောင်တက်ကြနေပါတခါတော့အာနူးနဲ့ကျွန်တော်အရီဇိုနာပြည်နယ်ဟိုတယ်တစ်ခုမှာအတူတူနေလည်သားစားခဲ့စဉ်ကသူဟာလူသိမများသေးပါဘူး။ဆက်တောက်ဆိုင်တွေကဘသူတူတယောက်ကမှလည်းသူ့ကိုမမှတ်မိကြဘူး။သူဟာရုံဝင်ငွေမကောင်းမဲ့စစ်ပြက်ခဲ့ရတဲ့ Stay Hungry ဆိုတဲ့ရုပ်ရှင်ကိုမိတ်ဆက်ဖို့အတွက်ဒီမြို့ကိုရောက်နေတာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်ကသတင်းသမားတူဖြစ်ပြီးကျွန်တော်ရဲ့တာဝန်ကတော့အာနုနဲ့အတူတနေ့ကုန်တယောက်ချင်းအချိန်ကုန်ဆုံးပြီးကျွန်တော်တို့သတင်းစာရဲ့မဂ္ဂဇင်းအတွက်သူ့အကြောင်းကိုအထူးစောင်းမဆောင်ရေးဖို့ဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းသူဟာဘာတူလဲဒါမှမဟုတ်နောက်တစ်ချိန်မှာဘာဖြစ်လာမလဲဆိုတာလုံးဝမသိခဲ့ပါဘူး။သူနဲ့တနေ့ကုန်အချိန်ဖြုံးဖို့သဘောတူခဲ့တာကလည်းမဖြစ်မနေလောက်ရမယ့်အလုပ်တာဝန်တစ်ခုမှသာဖြစ်ပါတယ်။ဒါကြောင့်စိတ်ပါလက်ပါမရှိဘဲနဲ့ဒီအလုပ်ကိုလုပ်ကင်ခဲ့ပေမဲ့အဲ့ဒီနေ့ဟာကျွန်တော်ဘယ်တော့မှမိမှာမဟုတ်တဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။အာနုနဲ့ကုံဆုံးခဲ့တဲ့အဲ့ဒီနေ့ရဲ့မှတ်မိစရာအကောင်းဆုံးအစိပ်ပိုင်းကတော့နေ့လည်သာစားဖို့တနားရီအချိန်ယူခဲ့ကြတဲ့အချိန်မှာဖြစ်ပွားခဲ့ပါတယ်။ကျွန်တော်ကသတင်းတောက်မှတ်စုစာအုပ်ကိုထုတ်ပြီးတော့စားတောက်ရင်းနဲ့စောင်းမအတွက်မိခွန်းနေမင်းနေခဲ့ပါတယ်။တနေရာရောက်မှကျွန်တော်ကအခု building လောကကနေအနားယူပြီးတော့နောက်ထပ်ဘာဆက်လုပ်ဖို့စိတ်ကူးလဲလို့ပေါ့ပါမေးလိုက်ပါတယ်။အဲ့ဒီခါမှာသူကတမန်ပြောပြနေတယ်လို့မျိုးလုံးဝတည်ငြိမ်အေးဆေးတဲ့အတန်နဲ့ပဲကျွန်တော်ဟောလဝိတ်တစ်ခုလုံးရဲ့နံပါတ်1ရုံဝင်ငွေအကောင်းဆုံးမျက်နှာဖြစ်လာအောင်လုပ်မှာပါလို့ပြောခဲ့ပါတယ်။သတိပြုရမှာကအဲ့ဒီအချိန်တော့သူကကျွန်တော်တို့အခုမြင်နေရတဲ့သွေးလျားတဲ့ aerobic ကစားထားတဲ့အာနုမျိုးမဟုတ်ပါဘူး။ဒီလူဟာစက်သားတွေဖောင်းကားပြီးတော့ထွားချိုင်းလွန်းလာတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဘေးကင်းလုံခြုံရေးအတွက်သူ့ရဲ့ရည်မှန်းချက်ဟာအတိတ်ပဲရှိလာပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်နေခဲ့ရပါတယ်။သူ့ရဲ့အစီအစဉ်ပေါ်ကျွန်တော်ခံစားရတဲ့တုန်လှုပ်မှုနဲ့ရည်ချင်းစိတ်ကိုမပြမိအောင်ထိန်းထားခဲ့ရတယ်။တကယ်တော့လေသူ့ရဲ့ပထမအဦးဆုံးရုပ်ရှင်အတွေ့အကြုံရတိတ်ပြီးတော့အလားလောက်မကောင်းခဲ့ဘူးပြီးတော့သူ့ရဲ့ဩစတြေးလျလေယူလေသိန်းနဲ့ထူးဆန်းထွားကြိုင်လို့နဲ့ခနာကိုတိဆောက်ပုံကလည်းရုပ်ရှင်ကြီးပြည်သက်တွေချက်ချင်းလက်ခံလာဖို့လုံးဝလမ်းစာမမြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ကျွန်တော်လည်းသူ့လိုပဲတည်ငြိမ်နဲ့လေသံဖမ်းပြီးတော့ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသားတယောက်ဖြစ်လာအောင်ဘယ်လိုပြင်ဆင်ထားလဲဆိုတဲ့မိခွန်းကိုမေးလိုက်ပါတယ်ဒါကဘော်လီဘေရင်တုန်းကကျွန်တော်သုံးခဲ့တဲ့နီလန်အတိုင်းပါပဲလို့သူကရှင်းပြတယ်။ခမားလောက်ရမှာကကိုဘသူဖြစ်ချင်လဲဆိုတဲ့စိတ်ကူးအမြင်တစ်ခုကိုအရင်ဖန်တီးလိုက်။ပြီးရင်အဲ့ဒီပုံရိပ်ဟာတကယ်ဖြစ်လာပြီးသားအတိုင်းအဲ့ဒီစိတ်ကူးထဲမှာပဲအသက်ရှင်နေထိုင်လိုက်ပါ။ဒါရေစရာကောင်းလောက်အောင်ရိုးရှင်းလွန်းနေပုံရပါတယ်။ဘာအဓိပ္ပာယ်မှမရှိလောက်အောင်ကိုရိုးရှင်းလွန်းနေတာ။ဒါပေမဲ့ကျွန်တော်ချရေးထားခဲ့လိုက်တယ်။ပြီးတော့ဘယ်တော့မှလည်းမမေ့ခဲ့ဘူး။ဖြောပြရေး TV အစီအစဉ်တစ်ခုမှာသူ့ရဲ့ဒုတိယမြောက်တာမီနေတာရုပ်ရှင်ရဲ့ရုံဝင်ငွေတွေဟာသူ့ကိုကမ္ဘာပေါ်မှာလူကြိုက်အများဆုံးရုံဝင်ငွေစံချိန်တင်မင်းသားတယောက်ဖြစ်လာခဲ့ပြီလို့ကြေညာခဲ့တဲ့အခိုက်အတန့်ကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူး။သူကအနာဂတ်ကိုကြိုမြင်နိုင်တဲ့နတ်စီရလား။ဒါမှမဟုတ်သူ့ရဲ့နီလန်းမှာတကယ်ပဲအစွမ်းတစ်ခုခုရှိနေတာလား။နှစ်တည်ကြလာတဲ့မြအာနုရဲ့စိတ်ကူးအမြင်တစ်ခုဖန်တီးခြင်းဆိုတဲ့စိတ်ကူးကိုကျွန်တော်စိတ်ဓာတ်မြင့်တင်ရေးကရိယာတစ်ခုဖြစ်အသုံးပြုခဲ့တယ်။ဒါအပြင်ကျွန်တော်ရဲ့ corporate တင်နန်းတွေမှာလည်းဒီအကြောင်းကိုအကျယ်တဝင့်ထည့်သွင်းဆွေးနွေးခဲ့တယ်။ကျွန်တော်ကလူတွေကိုသတိထားမိစေချင်တာကအာနုကစိတ်ကူးအမြင်တစ်ခုကိုဖန်တီးရမယ်လို့ပြောခဲ့တယ်။စိတ်ကူးအမြင်တစ်ခုကိုရောက်လာမယ့်အချိန်ထိစောင့်ရမယ်လို့သူပြောခဲ့တာမဟုတ်ဘူး။ကိုယ်တိုင်ဖန်တီးရတာပါ။တနည်းအားဖြင့်ပြောရရင်ကိုယ့်ဘာသာကိုပုံဖော်ဖန်တီးယူရတာဖြစ်ပါတယ်။မိမိကိုယ်ကိုစိတ်ဓာတ်မြင့်တင်ပြီးအသက်ရှင်နေထိုင်ခြင်းရဲ့အဓိကအစိပ်ပိုင်းကတော့မနက်ခင်းအိယာနိုးထလာတဲ့အခါနိုးထလာရမယ့်အကြောင်းပြချက်တစ်ခုခုရှိနေဖို့ပါပဲဘဝမှာကိုဥတီလှုပ်ဆောင်နေတဲ့အရာတစ်ခုခုရှိနေမှသာခမည်းကအမြဲတမ်းစာလောင်တက်ကြွနေမှာပါဒီလိုစိတ်ကူးအမြင်မျိုးကိုအခုချက်ချင်းမဖန်တီးနိုင်ပါတယ်နောက်ကြတာတဲ့အခုပဲလှုပ်လိုက်တာပိုကောင်းပါတယ်လိုအပ်ရင်နောက်မှပြန်ပြောင်းလဲလို့လည်းရပါတယ်ဒါပေမဲ့စိတ်ကူးအမြင်မရှိဘဲနဲ့တော့ဘဝရဲ့စက္ကန့်ပိုင်းမျှကိုတော့မကုံဆုံးပါနဲ့
အဲ့ဒီစိတ်ကူးအမြင်အတိုင်းအသက်ရှင်ဖို့စားလောင်ပြင်းပြနေတဲ့စိတ်ကခမည်းရဲ့မိမိကိုယ်ကိုစိတ်တက်မြင့်တင်နိုင်စွမ်းအပေါ်ဘယ်လိုမျိုးတက်ရောက်လဲဆိုတာကိုစောင့်ကြည့်လိုက်ပါ